အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်ရအောင် မန္တလေးရန်ကုန်လမ်းမကြီးရဲ့မိုင်တိုင်350ကိုည7နာရီကျော်ရင်ဘယ်ကားမှမရပ်ချင်ကြဘူးလမ်းဘေးသစ်ပင်တွေကလည်းလေမတိုက်ပဲတက်ဆိတ်နေပေမဲ့တခါတရံမမြင်နိုင်တဲ့အရာတစ်ခုလှုပ်ရှားတယ်လို့အရေးတွေလှမ်းလာတတ်တယ်လူတွေပြောကြတာကည7နာရီ33မိနစ်တိမှာခောက်ဆိုတဲ့အတန်3ချက်တိကြားရတတ်တယ်တဲ့တညမှာကိုတန်တွန်ကားတစ်စီးထဲနဲ့အဲ့ဒီလမ်းကိုဖြတ်လာခဲ့တယ်မိုးအနှင်းငယ်ရွာပြီးလမ်းမပေါ်မှာမီးအလင်းကရေကန်တဲကလှိုင်းလို့တောက်ပွနေလေရှိတယ်။မိုင်တိုင်350အနာရောက်ချိန်မှာသူ့ဖုံးနာရီက7နာရီ33ပြတယ်။အဲ့ဒီအချိန်ပဲခောက်ကားနောက်ဖက်ဘမ်ပါကိုတစ်ချက်တိခောက်တယ်လို့အတန်ကိုတန်းသွင်းရင်ခုန်သွားတယ်။လမ်းဘေးမှာလူမရှိဘူး။တစ်ပင်အရိပ်တွေတောင်မလှုပ်ဘူး။ခောက်ဒီတခါပိုနီးကအတန်သူအမြန်တင်ပြေမလားဆိုပြီးအစလီတာကိုချလိုက်ချိန်မှာခောက်တတိယအတန်ကကားအပေါ်ကနေလာတယ်လို့ပြင်းထန်ထဲသွားတယ်။ကားအတွင်းမီးတွေတခဏလင်းပြီးပြတ်သွားတယ်။အလင်းပြတ်သွားတဲ့အချိန်နဲ့အလင်းပြန်လင်းလာတဲ့အချိန်ကြားမှာသူနောက်ပန်ထဲကတခုမြင်လိုက်ရတယ်။အဖြူဝစ်မိန်းကလေးတယောက်မိုးရေဆူစပင်ကမျက်နှာအလေကိုဖုံးထားပြီးမျက်လုံးနှလုံးကမှန်အပေါ်ကနေဓာတ်ရိုက်ကြည့်နေတယ်။ကားနောက်ခုံမှာထိုင်မနေဘူး။ကားအမို့အပေါ်မှာလက်နဲ့ကားကိုဖိထားပြီးခေါင်းနေတယ်။ကိုတန်းတွန်းကြောက်လန့်ပြီးအမြန်မောင်းထွက်သွားတယ်။ဒါပေမဲ့ကားရဲ့အရှိန်မြင့်လေနောက်ဖက်ကခောက်တန်းနေမရက်တော့ဘူး။ခောက်သုံးချက်တီပြီးတိုင်းကားအရှိန်မလှုပ်နိုင်တော့ဘူး။အင်ဂျင်တန်တိတ်သွားတယ်။နောက်ဆုံးသူတတိဖြန်အားချိန်မှာမနဲ့အလင်းဖျားနေပြီ။ကားကမိုင်တိုင်350တီမှာရက်နေတယ်။ကားအပေါ်မှာလက်အလေးထားတယ်လို့လက်ဖွားအနက်ကြီး3ခုအမှတ်အသားကျန်ခဲ့တယ်။အဲ့ဒီနေ့ကစပြီးကိုတန်းသွန်းပြဆုံးသွားတယ်လို့လူတွေပြောကြတယ်။ဒီနေ့ထိည7နာရီ33မိနစ်ရောက်တိုင်းမိုင်တိုင်350အနီးမှာခောက်ဆိုတဲ့အတန်3ချက်ကြားရတတ်တယ်။အဲ့ဒီ3ချက်နောက်မှာကားရပ်သွားရင်နောက်ဖက်ကိုလှည့်မကြည့်ပါနဲ့